ကိုဟုတ်တီ12 Pro တွေရောက်ထားရဆိုခဲကောက်တယ်ဟုတ်လား 12 Pro တွေရောက်ထားတယ်လေဒီမှာကျွန်တော်လက်ထမှာကန်တာဒါ T12 Pro Fly C ပြတ်ထွက်ထားတဲ့အားလေး ဟုတ်လားကိုဟုတ်အဲ့အကြောင်းလေးကျွန်တော်နည်းနည်းရှင်းပြပေးလို့ရမလား T12 Pro အကြောင်းလေးရှင်းပြပေးမယ်လေဒီဥစ္စာတော့ကျွန်တော်ဒီပစ္စည်းကတော့ Fly CT တစ်စိတ်ကထွက်ထားတဲ့ဟာ modern တော့ T12 Pro ပေါ့နော် T12 Pro ဆိုရင်တော့ကျွန်တော်ထွေထွေရှင်းပြစရာတော့မလိုဘူး service ဆရာကြီးတော်တော်များကမှအကြိုက်များတဲ့တမှာလည်းပါတယ်ပြီးလို့ရှိရင်ဒီကောင်ကအလဲလက်တန်းစားခဲကောက်တွေထဲမှာတော်တော်လေးကမှအသုံးဝင်တဲ့ခဲကောက်ပေါ့နော်သူ့ရဲ့ temperature range ဆိုလို့ရှိရင်လည်းကျွန်တော်120ကနေ480ထိရတယ်ပြီးလို့ရှိရင် maximum power ဆိုလို့ရှိရင်90 watt ထိရတယ်ပြီးတော့နောက်တစ်ခုက temperature boost လည်းပါသေးတယ်အကောင်ဆိုလို့ရှိရင်လည်း90ထိရတယ်ပြီး sleep mode device လည်းပါတယ်ကျွန်တော် stand ပေါ်တင်ထားရဆိုလို့ရှိရင် auto sleep ဖြစ်သွားတာပြီးလို့ရှိရင် gain calendar နဲ့ပြန်ပြီးတော့ power on လာတော့ sleep mode device လည်းပါတယ်ကျွန်တော်လေးဟုတ်လား sleep book ပါအဆင်ပြေရပါတော့ကိုနောက်ထပ်ဘာတွေပါသေးလဲကို နောက်ထပ်တော့ဒီကောင်အာမခံပေါင်ပါပေါ့အကြောင်းရှိမှဝယ်ဆိုလို့ရှိရင်အာမခံ6လပေးတယ်ဒီကောင်လေးတွေက ဟုတ် battery error ဆိုလို့ရှိရင်ကျွန်တော်အလုံးတစ်ပြန်ပြီးတော့မှချိန်ပေးတယ် user error ဆိုရင်တော့အာမခံပြတ်သွားမှာပေါ့နော်ဟုတ်ကိုအဲ့တော့ကျွန်တော်နောက်မှပဲလာခဲ့လိုက်မယ်နော်ကိုဟုတ်ကဲ့ရတယ်လိုလားရှင်းလာခဲ့နော်ဟုတ်ကဲ့ပါကိုဟုတ်